မှာဘယ်ရာကိုမှရည်ရရမလိုချင်ခဲ့တဲ့သူပါကြိုးစားတိုင်းကြရှုံးရမယ်ဆိုတာကိုလည်းသိတယ်တစ်ခါလေးတောင်ကိုယ့်အသက်လောက်ထိဆုံးရှုံးခံပြီးထွက်သွားဖို့အထိမတွေးခဲ့တဲ့သူအရာရာကိုခါးသီးစွာခံရင်ပြိုလဲတိုင်းပြန်ယုံထနိုင်ခဲ့တဲ့သူတစ်ခါမှဒူးမထောက်ခဲ့ဘူးတဲ့သူပါအဲ့လိုသူကဘဝရဲ့အရှုံးတွေရဲ့မှာတစ်ခုတော့ကိုလိုချင်တတ်မှတ်ခဲ့တယ်အဲ့ဒါနဲ့မှပျောက်ဆုံးခြင်းနဲ့ကြာရှုံးရခြင်းကိုနားလည်လာတော့တယ်အဲ့ဒီအရာကချစ်ချင်းမြတ်တာပေါ့ပိုးသားလေးလိုနုံညံ့တယ်လို့ခံမတင်ရင်အသက်ပါဆုံးရှုံးသွားနိုင်တဲ့စိတ်ရှိရဲ့ပန်းလေးပေါ့အဲ့ပန်းလေးကိုတုံးခုရလက်လန်းလို့ပြီးတော့လေနာကျင်ရမှန်းသိရအောင်ဖမ်းဆုပ်ထားခြင်းပဲဆွဲလန်းစိတ်ကတိတ်ကြောက်ဖို့ကောင်းလို့နေကိုယ့်ကိုယ်ပျက်စီးစေခဲ့ရတယ်ဆွဲလန်းစိတ်ပါပဲလူတယောက်ပေါ်မျောလင်းစိတ်လွန်ကဲမိတဲ့အရာကိုခါဖြစ်စေတဲ့အရာနာကျင်ကြရတွေကပုံများလာနေတာပေါ့ဟိုဆွဲလီဟိုနာကျင်တွေပဲချစ်ချင်းမြတ်တာမှာနိုင်ရှုံးရှိပါတယ်ကိုချစ်တဲ့သူကပုံနာကျင်ရရှုံးနေရတာပဲဒါကလည်းဘဝပါပဲချိန်တန်တော့သူလည်းမိသားစုတစုနဲ့ဒီထိုင်ကြည့်ခြင်းဖြစ်မယ်မေ့ခြင်းမေ့မယ်ပြီးတော့မုန်းခြင်းလည်းမုန်းနေတယ်တယောက်နဲ့တယောက်နာကြီးကောင်းနာကြီးနေတယ်ချစ်နဲ့စစ်မှာမတရားတာမရှိတို့ပင်လည်းမတရားသိနေရင်တော့နားမှမရှိကျင်တော့တဲ့သူကိုခေါ်ထားလေပို့ဝဲမလားပိုင်ဆိုင်ရတာခန္ဓာသာဖြစ်ပြီးနာကျင်မှုတွေနဲ့သာကြံရင်းနေပါလေထူးပါဦးချေပျော်ရမှာနေပေါ့ငါပေးခဲ့တဲ့မာယူလေးနဲ့နင်းပေးခဲ့တဲ့ဒဏ်ရာတွေနဲ့သာငါကျင်တတ်ပါတယ်မှန်တရားအမှားလေးဖြစ်ကောင်းဖြစ်နေနိုင်တယ်မလားအချေငါလေးလိုက်ရတာမောတယ်နင်းလည်းပြေးရတာမောရောပေါ့မင်းလွတ်လပ်ပါစေငါလေးလွတ်မြောက်ပါစေအပြေမှန်းသိတာတော့တောင်းမိရဲ့တောင်းစုပေါ့ပန်းတွေကျွေတာကိုကြည့်ရင်အလွမ်းတွေပါကျွေလွတ်နေရင်ကောင်းပါပဲလို့တွေးမိတယ်ဒါလည်းငါကောင်ကနှစ်သိမ့်ရင်တစ်မျိုးပဲပေါ့ချစ်ရဲ့